ကဘာတောင်ဘက်ဆွမ်းလာအန်တာတီကတိုက်ကြီးဟာရေခဲပင်တွေနဲ့ဖုံးလွှမ်းနေပြီးချစ်စရာပင်ကွင်းငှက်တွေပင်လယ်ဖြန်တွေချက်စားရာနယ်မြေတစ်ခုပါဒါပေမဲ့ဒီအဖြူရောင်ကဘာကြီးထဲမှာထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းတစ်ခုရှိပါတယ်ဖြူစံတဲ့ရေခဲပင်ပေါ်မှာသွေးတွေစီးကြော်နေတာပါ1911ခုနှစ်မှာစတင်တွေ့ရှိခြင်းကဒါကိုဒနာရီဆန်ဆန်တွေးခဲ့ကြပါတယ်ရေခဲမြစ်ကြီးကတက်ရှိတစ်ခုလိုဒဏ်ရာရပြီးသွေးတွေထွက်နေတာလားဒီဖြစ်စဉ်ကိုတေလာရေခဲမြစ်ရဲ့မျက်နှာစာမှာတွေ့ရပါတယ်ဒီဒေတာဟာအန်တာတီကရဲ့အချောက်သွေးဆုံးနေရာ McMurdo Dry Valleys မှာတည်ရှိပါတယ်အဲ့ဒီခေတ်ကသိပ္ပံပညာရှင်တွေကတော့ဒါဟာရေညီတွေကြောင့်ဖြစ်မယ်လို့မှားယွင်းစွာကောက်ချက်ချခဲ့ကြပါတယ်နှစ်ပေါင်းများစွာကြာမှအမှန်တရားပေါ်ပေါက်လာခဲ့ပါတယ်ဒါဟာသွေးမဟုတ်သလိုရေညီလည်းမဟုတ်ပါဘူးဒါဟာတန်ကြီးတက်နေတဲ့ရေတွေမှာရေခဲမြစ်အောက်မီတာ4အနက်မှာနှစ်ပေါင်းတန်းချီပိတ်မိနေတဲ့ရေကမ်းကြီးတစ်ခုရှိနေပါတယ်ဒီရေထဲမှာတန်တက်နဲ့စားသက်တွေအလွန်များပြပါတယ်လေနဲ့ထိတွေ့လိုက်တဲ့တန်တက်တွေကတန်ကြီးကတ်သလိုတန်အောက်ဆိုက်ဖြစ်သွားပြီးချက်ချင်းအနီရောင်ပြောင်းသွားတာပါပိုအန်အောစရာကောင်းတာကအလင်းရောင်မရှိအောက်ဆီဂျင်မရှိတဲ့ဒီရေကန်ထဲမှာဘက်တီးရီးယားတွေအသက်ရှင်နေကြတာပါပဲဒီဘက်တီးရီးယားတွေကကြောက်ခဲတွေကိုစားသွင်းပြီးအသက်ရှင်ကြပါတယ်ဒါဟာအင်္ဂါဂျိုဘိုမှာအသက်ရှင်နိုင်တယ်လို့မျိုးပါပဲသိပ္ပံပညာရှင်တွေအခါ Black Holes ဟာအလွန်အရေးကြီးပါတယ်ဒါဟာအင်္ဂါဂျိုရဲ့မြေအောက်မှာဘက်တီးရီးယားတွေအသက်ရှင်နိုင်ပုံကိုလေ့လာတဲ့နေရာတစ်ခုပါပဲ Black Holes ဟာကမ္ဘာမြေပေါ်မှာအသက်ရှင်နိုင်မှုရဲ့အံ့ဩစရာတစ်ခုပါအေးသေးခြင်းမောင်မိုက်ခြင်းစားကြံများခြင်းလို့ဘလို့အခြေအနေကိုမဆိုဘဝကကြော်လွားနိုင်ရဲဆိုတာသက်သေပြ